မင်္ဂလာပါဗျာကျွန်တော်တို့ဒါမော်တာနှလုံးကိုဒီဘက်တစ်လုံးကဒီဘက်ကွန်ပရက်ရှာကအေရာဖြစ်သွားလို့ပေါ့နော်ကျွန်တော်တို့ဒီဘက်လုံးအခြားလုံးနဲ့ပြောင်းထားတာဖြစ်ပါတယ်ပြောင်းတဲ့နေရာမှာဒီဗီဒီယိုရဲ့ရွေးချက်ကတော့ဒါ control ဘိုင်းပေါ့သူ control name plate ကိုနည်းနည်းတော့ဖတ်ကြည့်မယ်ပေါ့နော်ဒီကောင်က380ဖို့ main က380ဖို့ဒါ control က220ဖို့ဒါ15ကီလိုဝတ်ပေါ့နော်ကျွန်တော်တချို့ဒီဥစ္စာက original name plate ပေါ့တစ်ခါလေရောက်တော့ဟိုကြာသွားပြီဆိုလို့ရှိရင်စက်တီကြာသွားပြီဆိုရင်ဒီ name plate နဲ့တစ်ခါလေမတူညီတာတွေဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့ကဒီစက်ကလည်းခုမှစပြီးတော့မှ connected လုပ်ရမှာဆိုရင်ပထမဆုံးသူ့ရဲ့အထက်ကပါဝင်တဲ့ပစ္စည်းတွေအရင်စစ်ကြည့်ရမှာပေါ့နော်အဲ့တော့ဒီဘက်ဆက်ကဒါအဟောင်းပါဒီဘက်ဆက်ကအတစ်ကိုလည်းဒီမှာ name plate level ဒီမှာပေါ့နော်ဒီမှာသူ့မှာပါတယ်380 220အဲ့တော့440 220ပေါ့ဒီတော့အဲ့ကျွန်တော်တို့ဒီကောင်ကဘယ်လိုလဲဆိုတော့ဒီမှာပါခုနကအတိုင်းပဲပေါ့ name plate ချင်းတူပြီဆိုတော့ကျွန်တော်တို့ကသူ့ကို main က380ကျိုး line 3 line ပေါ့နော်380 neutral မပါဘူးပေါ့ဒီမှာကြည့်ကြည့်ပါ1 2 3 line ဒါ control ဘိုင်းညသူဘယ်လိုလုပ်220ဘယ်လိုပြောင်းထားလဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဒီမှာ transformer လေးနဲ့ပြောင်းထားဖြစ်ပါတယ်ဒါ transformer လေးပေါ့နော်ဒီ transformer လေးသူ့ရဲ့ main ဒီ main အလာကိုပြမှာပေါ့နော်ဒီမှာကျိုးကဒီတုံကြီးတဲ့မှာဒါကျိုးကတော့၄ချောင်းမှာဒီတစ်ချောင်းသုံးမထားဘူးเนาะဒါပါဆို neutral line တစ် line သုံးမထားဘူးဒါကြောင့်သူ့ရဲ့ရှေ့ရဲ့ main ခုံကိုအရင်လိုက်ပြဒါသူ့ရဲ့ main ခုံပေါ့เนาะသူ့ရှေ့ရဲ့ main ဟိုဒီအစမှာလည်းပဲဒီမှာတစ်ချောင်းလွှတ်ထားပါเนาะ neutral ထပ်မထားဘူးဒီမှာ line 3 line ပေါ့เนาะ line 3 line breaker တင်ထားလိုက်ပြီ breaker တင်ထားလိုက်ပေါ့เนาะဒီကတင်ထားပြီးတော့ဒီကဒီ switch ဒီ magnetic switch တွေတော့ဒီ switch တွေကသဘောတရားဒီ switch တွေကဒီက main ပေါ့နော်။အဲဆိုဒီကောင်ဆိုရင်ကြည့်ကြည့်မယ်။ဒီကောင်ဆိုရင် AC 220နဲ့အလုပ်လုပ်တယ်ပေါ့နော်။ဒါမီလိုင်း electric မီလိုင်းခေါ်တော့နော်ဒီကောင်သူ့ကိုတွေ့ရမှာ220 380တော့ကျွင်းနေဒီကောင်ပေါက်ကွဲသွားတယ်အဲ့ဒီကနေပြန်ခံထားတယ်အဲ့ဒီအထက်က magnetic ကိုလည်းကျွန်တော်လှမ်းကြည့်ကြည့်တစ်ချက်လှမ်းစစ်ကြည့်လှမ်းစစ်လိုက်တော့ကျွန်တော်တို့သူ့လည်းပဲဒီမှာပါနော်200ဖို့200 220 50 60 hertz ပေါ့နော်ဒါဆိုရင်ဒါနိုင်ငံတကာသုံးလို့ရတယ်50 hertz သုံးတဲ့နိုင်ငံလည်းသုံးရတယ်လို့ဒီ60 hertz သုံးတဲ့နိုင်ငံလေး300ကျွန်တော်ဒီမှာပေါ့နော်အခြားနမူနာ magnetic နဲ့ကျွန်တော်ပြပါဒီကောင်ကို magnetic coin ကပ်ဖို့အဓိကမင်းရဒီကောင်ပဲ A1 A2 ကဲသူ့ကို220ပို့ရေးထားရင်220ကျွေးရမယ်ကျွန်တော်တို့ဒီ DC 12ဖို့ကျွေးထားရင် DC 12ဖို့သူ့ကိုချိန်ပြီးတော့မှကျွေးပေးရမှာပေါ့နော်ကဲဒီပါလဲကျွန်တော်ဒီမှာtransformer အသေးလေးတွေသုံးလို့ရတယ်ပေါ့နော် transformer အသေးလေးတွေကိုယူသုံးပြီးတော့မှသုံးလို့ရတယ်ကျွန်တော်ခုဆိုရင်စမ်းပြီးတော့ထောက်ပြန်မယ်ပေါ့နော်ကျွန်တော်ဒီကောင်ကိုအဝင်ကဒီ transformer အဝင်က380အထွက်က220အဲဒါဒီကောင်ဒီဆက်က neutral ထည့်မထားဘူးပေါ့နော်ဒီ control motor control ဒါဒီဥစ္စာ control ဘိုင်းမှာနော်ကျွန်တော်ဒီ motor ဘိုင်းတော့ရွယ်ပြီးရိုက်ကူးထားတာမဟုတ်ပါဘူးကျွန်တော်ဒါ control ဘိုင်းကိုရွယ်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်ကျွန်တော်ခုဆိုရင်ဒါမီတာထောက်ကြည့်မယ်နော်မီတာထောက်မှဆိုဒီ transformer အသေးလေးရဲ့အလုပ်လုပ်ပုံကိုကျွန်တော်ထောက်ကြည့်မှာဖြစ်ပါတယ်ခု AC မူမှာထားလိုက်ပါနော် AC မူမှာထားမယ်ပြီးတော့အဝင်ကျိုးကဒီအနီနဲ့အနက်ကအဝင်အနီနဲ့အနက်ကအဝင်ဒီအပြာနဲ့အနက်ကအထွက်အခုတော့လန့်ထောက်ကြည့်
ဒါဆိုရင်ဒီမှာနော်အပြာနဲ့အနက်နဲ့အထွက်ပါနော် R1 T1 အကောင်အထွက်ဒါတွေကဒီ control panel ရဲ့သဘောတရားရဲ့နာမည်တွေပေါ့နော် R1 T1 ဆိုအဝင်ကဒီကောင်မှာအဝင်ကအနက်နဲ့အဝါအဲ့တော့ဒါဖြူလဲပါပါနော်ဖြူတော့ဖြုတ်ပြီးတော့မှထောက်ကြည့်မကြည့်ပါ300 3ခွန်လေး385 380ပို့ပေါ့နော်ကျိန်တော့အဲ့လိုသွားနေပါ380ပို့ပါအဲဒီ transformer 380နဲ့လုံးပြီးတော့220ပြန်ထွက်ပေးတယ်ဆိုလိုတာဒီ panel မှာ neutral မပါဘူးเนาะ neutral မပါဘူးဟိုဒါဖြူဆန်နှစ်ဆန်နဲ့ပြီးတော့ကာပေးထားတယ်ကျွန်တော်ဒီလက်အိတ်တော့မပါဘူးเนาะဒါနဲ့တတိဝတိယနဲ့ကင်တွေ့ရပါတယ်ဆိုရင်ရပါပြီးတော့ဒါ control ပိုင်းပြီးတော့เนาะဒီ motor ရဲ့ control ပိုင်း